တော့ညာနဲ့စာလို့ရတဲ့ online လမ်းကြောင်း၄ခုနံပါတ်1မှာဖြစ်ချင်တဲ့စိတ်ဆန္ဒပြင်းပြရမယ်တချို့ online တော့လုပ်ချင်တယ်ဘယ်ကလုပ်ရမှန်းမသိဘူးလို့စားရမှန်းမသိဘူးဆိုတဲ့သူတွေကလေသူတို့လည်းမလေးလာဘာကြောင့်လဲဖြစ်ချင်တဲ့စိတ်ဆန္ဒမပြင်းပြသေးလို့တကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒကပြင်းပြလာပြီဆိုလို့ရှိရင်အရာရာကိုသိချင်တတ်ချင်တဲ့စိတ်တွေကသူ့အလိုလိုဖြစ်လာတာအဲ့တော့နံပါတ်1မှာဖြစ်ချင်တဲ့စိတ်ဆန္ဒတရားရာခိုင်နှုန်းပြင်းပြဖို့ကလည်းအရေးကြီးတယ်နံပါတ်2မှာကိုရေးဆယ်လို့ရတဲ့လမ်းကြောင်း၄ခုရှိတယ်စိတ်လီလိုင်းရှိတယ်စိတ်လီပေါင်း product ရှိမယ် team leader ရှိမယ် coach trainer ရှိမယ်ဥပမာစိတ်လီဆိုလို့ရှိရင်ကိုယ့်ကိုလူသိများအောင်လုပ်ပြီးတော့မှ like တွေ view တွေများလာပြီဆိုလို့ရှိရင် TikTok အကောင့်ကနေပတ်စံယူပြီးတော့မှလုပ်တာစိတ်လီ line တချို့စိတ်လီပေါင်း product ကစိတ်လီတွေကကြတော့ကိုယ့်ကိုလူသိများလာပြီဆိုလို့ရှိရင်ပစ္စည်းကြော်ညာတွေလက်ခံတယ်ကိုယ်တိုင်လည်းပစ္စည်းထုတ်ပြီးတော့မှဒီရောင်းကြတဲ့သူတွေလည်းရှိတယ်နံပါတ်3မှာ team leader brand တစ်ခုရဲ့ CEO ရာထူးကိုယူပြီးတော့မှ team တစ်ခုလုံးဦးဆောင်ပြီးတော့ team leader လုပ်တဲ့သူနံပါတ်4က coach trainer လမ်းကြောင်းလျှောက်တဲ့သူဒီလမ်းကြောင်းလေးခုတည်းမှာကိုကဘယ်လမ်းကြောင်းကိုသွားမှာလဲကိုသွားမယ့်လမ်းကြောင်းကိုကိုအရင်ရွေးထုတ်ပြီးပြီဆိုလို့ရှိရင်ဒီလမ်းကြောင်းနဲ့သက်ဆိုင်တဲ့ content တွေပဲကိုဖန်တီးပေးရတော့မှာအဲ့တော့ကိုက online ကနေဝင်မေးရှာချင်တဲ့သူဆိုလို့ရှိရင်တော့ဒီလမ်းကြောင်းလေးခုတည်းမှာကိုနဲ့တင့်တော်တဲ့ကိုက်ညီတဲ့လမ်းကြောင်းတစ်ခုကိုတေချာလေးရွေးထုတ်ပြီးတော့မှသွားပါလို့ဒီပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ် coach တီတီပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်